ဘက်ထရီတက်တန်းကုန်ကနေပြီဆိုတာဘယ်လိုသိနိုင်မလဲဘက်ထရီကအကောင်းကြီးပဲဘာလို့ချက်ချင်းအားပြတ်သွားတာလဲဆိုပြီးစဉ်းစားနေမိလားတကယ်တော့ဘက်ထရီကအားနည်းလာရင်ဖြစ်ဖြစ်တက်တန်းကုန်ကနေရင်ဖြစ်ဖြစ်ကြိုတင်ပြီးဒီလိုအချက်ပြလေးရှိပါတယ်ဗျတစ်ကားကို3ရက်4ရက်လောက်ခဏရပ်ထားမိလားကားကိုရက်အနည်းငယ်ရပ်ထားပြီးမှပြန်နှိုးတဲ့အခါဆက်နှိုးရတာလီးလံနေပြီဆိုရင်ဘက်ထရီကအားမထိန်နိုင်တော့တာဖြစ်နိုင်တယ်လို့တခြားတစ်ဖက်မှာလည်းကားတွေကမီးတီတစ်လုံးလုံးဖွင့်ထားမိတာမျိုးသို့မဟုတ် wiring မှာတနေရာကနေအားယူစိတ်နေတာမျိုး current leakage ရှိနေရင်လည်းဘက်ထရီအသစ်ကြီးဖြစ်ပါစေအောင်တော့အားကုန်သွားတတ်ပါတယ်ဒါကြောင့်အားကုန်တာနဲ့ဘက်ထရီအညက်လို့ချက်ချင်းမသတ်မှတ်ခင် wiring စနစ်ကိုပါတေချာစစ်ဆေးဖို့လိုအပ်ပါတယ်ဗျနှစ်ကားရဲ့အားအဝင်စနစ် charging ကိုအရင်စစ်ဆေးပါဘက်ထရီအသစ်မလဲခင်မှာကားရဲ့ dynamo alternator ကအားပြန်သွင်းပေးတာပုံမှန်ရှိရလားဆိုတာအရင်ဆုံးစစ်ဆေးဖို့လိုအပ်ပါတယ်အားအဝင်မကောင်းရင်လည်းဘက်ထရီခဏခဏအားကုန်တက်လို့ပါ3ညဘက်မီးအလင်းအားကိုတတိထားကြည့်ပါညဘက်မောင်းတဲ့အခါရှီမီကြီးတွေအရင်လောက်မလင်းတော့တာဒါမှမဟုတ်စနှိုးထားစီမီးအလင်းအမှောင်မငြိမ်တာမျိုးဟာလျှက်စစ်စီးဆင်းမှုအားနည်းနေတာပြနေတာပါ4ဘက်ထရီအိုးဖောင်းကြွလာတာဘက်ထရီအိုးဘီပပလေးဖောင်းလာတာဟာအပူလွန်ကင်းနေလို့ဖြစ်တာမို့အမြန်ဆုံးစစ်ဆေးလေးပြီးဖို့လိုအပ်နေပါပြီ5ဘက်ထရီတက်တန်း2နှစ်ဝန်းကျင်ရှိနေပြီဆိုရင်ပုံမှန်အားဖြင့်ဘက်ထရီတက်တန်းက2နှစ်ဝန်းကျင်မို့အချိန်မရွေးအားကုန်သွားနိုင်တော့တတိပြုတင်ပါတယ်ခရီးသွားတဲ့အခါလမ်းခရီးမှာစိတ်အေးချမ်းသာစွာနဲ့အဆင်ပြေပြေမောင်းနေနိုင်ဘူးဇုံးဘက်ထရီမှာအားအဝင်စနစ်နဲ့ဘက်ထရီအခြေအနေကိုကြိုတင်စစ်ဆေးလိုက်ပါကျွန်တော်တို့ကအမြင်အသင့်ရှိနေပါတယ်ခင်ဗျ